အားလုံးပဲမင်္ဂလာပါရှင်။ပြည်သက်ကြီးများအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ channel ကနေဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူချိုချိုဝင်းရေးသားထားတဲ့မောင်မြတ်တာစုဝေခြင်းဆိုတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုနားမစည်ခင်မှာကျမတို့ channel ကို like and subscribe လုပ်ထားပေးပါအောင်နော်။ကျမကတော့တင်ဆက်သူခင်လေးပဲဖြစ်ပါတယ်။မန္တလေးကလေးစေယုံကြီးတွင်ဒေါက်တာကျော်ကျော်တယောက်ကလေးလူနာများကိုလိုက်လံကြည့်ရှုပေးပြီးနောက်ဆရာဝန်များနားနေဆောင်တွင်ဝင်ရောက်ကခြိုင်လိုက်တယ်။အခန်းရှိမှာကလေးငယ်လေးငိုတန်းနဲ့မိခင်တို့အော်ဟစ်ပြောဆိုတန်းများကကြော်ကြော်ရင်နားထဲကိုတိုးဝင်လာသဖြင့်နားဆွလိုက်ရာသောသားချက်သားစားကျင်တာပါဆိုခဏခဏဒီရွက်ကြော်တွေပဲကျွေးနေတယ်မစားဘူးချက်သားကြော်ပဲစားကျင်တာတိတ်ပါသားရဲ့နောက်နေ့ဖေးဖေးတိုင်းဝယ်ကျွေးမယ်နော်အခုတော့ရှိရလေးနဲ့စားထားပါသားရဲ့မစားဘူးချက်သားပဲစားကျင်တာဒီကောင်လေးတော့အမေရိုက်တော့မယ်နောက်နေ့ကျွေးပါမယ်လို့ပြောနေတာ哦ကြော်ကြော်အခန်းပြင်ထွက်လာပြီး9000တန်တရက်ကိုထုတ်ခမိခင်ဖြစ်သူကိုပေးလိုက်တယ်အမကလေးကိုစက်သားကြော်လေးဝယ်ကျွေးလိုက်ပါနော်မိခင်ကအားနာစွာနဲ့ကြည်ရင်ဒီကောင်လေးကဒီလိုပဲကလေးကိုမပြောပါနဲ့ဗျာယူပါသူစားချင်တာလေးကိုကျွေးလိုက်ပါဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာကလေးကိုခါကလေးခွာပိုးချပြီးကြော်ကြော်မျက်စိရှိရာနေထွက်သွားလေတယ်ကြော်ကြော်နားနေကန်တွေပြောင်းဝင်ထိုင်လိုက်ရင်သူ့စိတ်အစဉ်ကဟိုးတိတ်စီကိုရောက်သွားလေရောတယ်အမေရဲ့တက်ခါလာလဲကစွန်းရကြော်တက်ခါလာလဲကစွန်းရကြော်တက်ခါတလေများအသားဟင်းလေးပါလေးချက်ကျွေးပါအောင်မေရဲ့သားကလည်းကစွန်းရကဗီတာမင် A 2 ဇက်ပါတာသားရဲ့အားဖြစ်ပါတယ်အမေဖြစ်သူကပြောရင်ကစွန်းရကြော်များကိုအစွန်းဖြစ်ခတ်ခါကြော့ကြော့ပကံထဲကိုထည့်ပေးလိုက်တယ်အမေလည်းကျွေးချင်တာပေါ့သားရဲ့ဒါပေမဲ့ပြောရင်ဒေါ်နဲ့မျက်ရည်ဝိုင်းလာတယ်။ဖိုးကျော်ကိုကြည့်ရင်စိတ်မကောင်းစွာပြောပေမဲ့စကားကဆက်ထွက်မလာခဲ့။ဖိုးကျော်ဖေးဦးကျော်များကအရင်စိုက်ကားနေတော့မိသားစုစားဝတ်နေရေးအဆင်ပြေသေးတယ်။ယခုတော့ကျမ်းမာရေးမကောင်းတော့စိုက်ကားမနေနိုင်။တော်သေးတာကလေးဖြန်းသွားရုံမို့သာ။လေးဖြတ်သွားရင်ပိုဒုက္ခရောက်ပေမည်။လူကလေးဖြန်းထားတော့ခြေထောက်တွေမတန်။စေဘူးကလည်းမတက်တာကြောင့်မြန်မာစည်းနဲ့ကုနေရတယ်။ဒေါ်နဲ့ဦးကျော်များတို့မှာသားသမီး2ယောက်ရှိရဲ့။သမီးကြီးကမော်မော်သားငယ်ကကြော်ကြော်မော်မော်ကပယံအလုပ်သမားမောင်တာနဲ့လွန်ခဲ့တဲ့3နှစ်ခန့်ကလိုက်ပြေးသွားတယ်။မိဘတွေကသားနဲ့သမီးကိုပညာတတ်ဖြစ်စေခြင်းကြောင်းထားပေးတယ်။ကြော်ကြော်ကစာကြိုးစားသလားမော်မော်ကလှပမဲ့ပြီးစာမကြိုးစားပဲချစ်သူကြီးစားထားခဲ့တယ်။ရှစ်တန်းစာမိုးပဲဖြည့်ပြီးနောက်ဆုံးနေ့မှာပဲယောက်ျားနောက်ကိုကောက်ကောက်ပါအောင်လိုက်ပြေးသွားတယ်။ဖိုးကျော်ပင်ယခုဒသမတန်တက်နေပြီဖြစ်တယ်။ဖိုးကျော်ကထမင်းစားရင်အမေဘာလဲသားကြောင်းနာပြီးစိုက်ကားနေချင်တယ်အမေသားရဲ့အမေကလေသားလေးကိုပညာတတ်ကြီးဖြစ်စေချင်တာအကြီးမကတော့ပညာတစ်ပိုင်းတစ်စနဲ့ယောက်ျားယူသွားလို့အမေရင်ကျိုးရတယ်။သမီးကတော့လက်လျှော့ခဲ့ရတယ်။သားကတော့အမေပညာတတ်ဖြစ်တာမြင်ချင်တယ်။ဘွဲတွေရပြီးပန်ကာအောက်ထိုင်ပြီးလက်မှတ်ရေးထိုးတဲ့အရာရှိဖြစ်စေချင်တာဒါမှမဟုတ်ပြည်သူတွေအကျိုးပြုတဲ့ဆရာဝန်ဖြစ်စေချင်တာအမေရဲ့အိမ်မက်ဒါဆိုလဲကျောင်းစင်းချိန်ညနေပိုင်းလောက်တော့စိုက်ကားနင်းပြစေအမေထို့စဉ်ဖခင်ဖြစ်သူဦးကျော်များကတာဖိုးကျော်ခမည်းအဖေမင်းထမင်းစားပြီးရင်အဖေခန်းထဲကိုလာခဲ့ပါအောင်ဟုတ်ကဲ့ပါအဖေဖိုးကျော်ထမင်းစားပြီးနောက်ဖခင်ခန်းထဲဝင်လိုက်တယ်အဖေလာသားထိုင်အောင်ဟုတ်ကဲ့အဖေဖိုးကျော်ကကတိဘေးတွေဝင်ထိုင်ရင်ဖခင်6ယောက်တွေကိုနှိပ်ပေးနေတယ်။သားရဲ့အဖေကလေငါသားသမီးတွေကိုအဖေတို့အမေတို့လို့မပင်ပန်းစေချင်လို့ပညာပေးနေရလေသားရဲ့အဖေတို့ပညာမရှိလို့အခုလိုစင်စင်ရဲရဲနေရတာ။သားကိုအဖေတို့လို့မစင်ရဲစေချင်ဘူးသားရဲ့နောက်ကိုစိုက်ကားနင်းမယ်ဆိုတဲ့စကားကိုမပြောပါနဲ့။အဖေတက်တာလာရင်အဖေပြန်ပြီးတော့အလုပ်လုပ်မှာပါ။ဟုတ်ကဲ့ပါအဖေငါသားစာသာစူးစမ်းပါနော်ဟုတ်ဖေဒါစာစူးစမ်းပြီးအဖေနဲ့အမေဖြစ်စေခြင်းနဲ့ပညာတတ်ကြီးဖြစ်အောင်စူးစမ်းမယ်အဖေနဲ့အမေကိုချမ်းချမ်းသာသာထားနိုင်အောင်စူးစမ်းပါမယ်လို့ကတိပေးပါတယ်ဖေတာဓုပါသားရဲ့ဒေါ်နွဲကအိမ်ရှိတွင်ကုံစိတ်ရောင်းနေရက်ွက်တွင်နေပြန်တို့ယူထားသဖြင့်နေတိုင်းပြန်ဆက်နေရတယ်တနေ့မော်မော်တယောက်တနေ့သားရွယ်ကလေးငယ်လေးကိုပိုက်ခအိမ်ရှိရောက်လာတယ်မိခင်ကိုမြည်သည်နှင့်မော်မော်မျက်ရည်ကြကကလေးတယောက်လုံးကိုကျွေးနေရတယ်ဟဲ့မိမော်ရဲ့မ
ထိတ်တာမလန့်တာဘာများဖြစ်လာတာလဲအကျိုးကြောင့်လေးလဲပြောပါအောင်အေးလာလာဈေးဆိုင်ရှိမှငိုမနေနဲ့လက်တိတ်တဲ့အိမ်ထဲကိုဝင်မောမောထံမှာကလေးလေးကိုဒေါ်တွေကလမ်းယူချလိုက်တယ်ဘာများဖြစ်လာတာလဲမောမောရဲ့အမေကိုပြောပါအောင်ကိုဖိုးတာလေအရက်တွေမူပြီးသမီးကိုရိုက်တယ်မေကိုဖိုးတာမူရင်အရန်သွေးဆိုးတာဒေါ်နွဲကငါကညီးကိုဖိုးတာလေးကအကျော်လို့ယူပါသမီးရဲ့လို့ပြောမိလို့လားအမေကများပေးစားမိလို့လားငါညီးကိုအတန်တန်ဖြတ်ပါတယ်အေးရက်ွက်တဲ့သူ့အကြောင်းသိနေလို့အရက်သမားမို့မယူပါနဲ့လို့ပညာလေးပြီးအောင်တင်ပါလို့ငါစကားမှညီးကနားမထောင်တာအခုတော့နှာခေါင်းနဲ့ဇပွေးနဲ့တွေ့ပြီမဟုတ်လားမိမော်ရဲ့အခန်းတွင်မှာဦးကျော်မြတ်ကမနှွဲ့မြင်းလေးကိုငါစီခေါ်ခဲ့ပါဟာသမီးကလည်းလေနဲ့ရန်ဖြစ်မှပဲမိဘအိမ်ရောက်လာတော့တယ်ဒေါ်နွဲကခလေးလေးကိုဦးကျော်မြတ်ကတင်ပေါ်ကိုတင်ပေးလိုက်တယ်ပြောမနေပါနဲ့တော့မနှွဲ့ရဲ့ဖြစ်ပြီးမှတော့ဘာတတ်နိုင်ပါလဲကဲပါသမီးရဲ့လေများဆိုတာကပြီးရင်ပြီးသွားတာပါစိတ်ဆိုးတော့ခဏပါရောက်တော့အေးစစ်စစ်နေအောင်ဦးကျော်မြတ်ကသမီးဖြစ်သူကိုချုံမော်ပြီးကလေးကိုလမ်းချလိုက်တယ်သမီးသူနဲ့မပေါင်းချင်တော့အမေသမီးတကယ်ပြတ်တာပါအမေရဲ့သမီးရဲ့အိမ်တော်တစ်ခုတိဆောက်ပြီးရင်အိမ်တော်မပြိုကွဲဖို့ထိန်းသိမ်းရမှာသမီးရဲ့ပြီးတော့သားလေးတောင်ရနေပြီလေအမေကတော့အိမ်တော်ကွဲမှာတော့အားမပေးဘူးအခုချိန်ကွဲရင်သမီးကလည်းငယ်သေးတယ်မောင်ဖိုးတာကလည်းငယ်သေးတယ်နောက်အိမ်တော်မပြူပါဘူးလို့ဘယ်သူမှမပြောနိုင်ဘူးငါမြေးလေးတော့ပထွေးမိတွေနဲ့မနေပြရစီနဲ့လင်မယားဆိုတာတယောက်ကမီးလို့ဘူးနေတယောက်ကအရေးလို့အေးပေးလိုက်ပါနင်ပါလဲငါပါလဲဆိုပြီးဖြစ်နေရင်တော့အိမ်တော်ကြီးကမตายရဘူးသမီးအိမ်တော်ကြီးမှာမာနာထားတာမကောင်းပါဘူးသမီးရဲ့ချစ်လို့ယူထားကြတာပဲအမေပြောတာသမီးသဘောပေါက်မှာပါအခုတော့သမီးအမေအိမ်မှာအေးစစ်စစ်လေးအနားယူအောင်ဟုတ်ပြီလားဟုတ်ကဲ့ပါအမေဒီလာဘက်စာမူဝဲမှာကြော်ကအစ်စ်တရတယ်ကြော်ကစာတော်တယ်ဒါကြောင့်ဆရာမကကြော်ကိုလက်ပတ်နာရီတစ်လုံးစုချမယ်ဟေးကြောကွာအတန်းထဲကចောင်းသားចောင်းသူတွေလည်းနောက်လာပဲစာမိုးဝဲတွေမှာကြော်လိုပထမရအောင်စာကြိုးစားကြနော်ကဲကြော်အတန်းရှိထွက်ပြီးတော့စုလာယူပါကြော်ကအတန်းရှိထွက်ပြီးနိုင်လေးကိုယူလိုက်တယ်လက်ခုပ်တန်နေစူညံသွားတယ်မပြောရှင်နိုင်တဲ့သူတွေကတော့ရှိနေပါတယ်တန်နာခင်အောင်မိုးမိုးတို့အဖွဲကတော့မပြောနိုင်ပါဘူးတန်နာကနံပါတ်1နေရာကိုလိုချင်တာလေတန်နာကတခြားကျောင်းမှပြောင်းလာတဲ့ကျောင်းသူအသေးဖြစ်တယ်အတန်းတိုင်းပထမရခဲ့သူလည်းဖြစ်တယ်ယခုကျောင်းတဲ့ရောက်မှဒုတိယရသဖြင့်အယံဝမ်းနေနေတယ်အိမ်ရောက်တော့ကြော်ကအမေနဲ့ဖေဒါလာဘက်စာမိုးဝဲမှာပထမစုရလို့ဆရာမကနိုင်လေးဆုချလိုက်တယ်ဦးကျော်များရောဒေါ်နဲ့ပါတပြုံပြုံနဲ့ပီတီတွေဝင်နေကြတယ်ဒါဒီတိုင်းဆက်ကြိုးစားနော်ဟုတ်ကဲ့ဖေဒါအဖေနဲ့မေဖြစ်စေခြင်းနဲ့ပညာတတ်ကြီးဖြစ်အောင်ကြိုးစားပါမယ်တန်နာအဖေကအမျက်ခွန်ထားတာကအရာရှိကြီးဖြစ်တယ်ဒီနှစ်မှာရန်ကုန်မှမန္တလေးသို့ပြောင်းလာခြင်းဖြစ်တယ်ရန်ကုန်ကျောင်းမှာတန်နာကအတန်းထဲမှာအမြဲတမ်းပထမရတယ်ဒီကျောင်းရောက်မှသူပထမမရလို့ကြော်ကိုမကျင်တတ်ဘူးတထေးသမီးမို့သူ့အလိုက်ကိုမြောက်ပစ်ပေါင်းနေသူတွေကခက်များရဲ့ကြော်ကတော့ဘာကိုမှစိတ်ဝင်စားဘူးစာကိုသာစူးစမ်းခဲ့တယ်သူတို့သူ့ကိုမလာလို့လိမ့်မှန်းလဲသူမသိပါဘူးကြော်ကျောင်းစင်းတော့စပိန်လေးတွန်းကကျောင်းဝင်းပေါအရာဒီမဲရှင့်ကိုခေါ်နေတာဗျာကျွန်တော်ကိုခေါ်တာလားဟုတ်တယ်ဘာများလဲဗျာရှင်ကဘာလို့ဒီလောက်စာတော်နေရတာလဲခင်ဗျာကြော်ဦးကြောင်ဖြစ်သွားတယ်ရှင်ပထမရတာကျမမကျေနပ်ဘူးမကျေနပ်ရင်ခင်ဗျားလဲစူးစမ်းပေါ့ဘသူမဆိုစူးစမ်းခွင့်ရှိတယ်လေနောက်လာကြရင်နင်ပထမရအောင်မဖြစ်ဒါပဲတဏ္ဍဘေးမှာကပ်ဖားနေသောခင်အောင်နဲ့မိုးမိုးကဝင်ပြောလိုက်တယ်ငါလိုတော်ချင်းစူးစမ်းကြလေကြော်စကားစာဖြတ်ပြီးစပိန်ကိုအမြန်နှင်းသွားလေတော့တယ်စိတ်ထဲမှာတော့ဘလို့ဟာတွေပါလိမ့်နော်ကြော်ကကျူရှင်ပင်မတက်ကျောင်းမတင်သောစာများကိုဂရုစိုက်ပြီးလေ့လာတယ်နားမလဲသောစာရှိရင်ဆရာမကိုမေးတယ်ဦးကျော်များလည်းလေပြန်းသည့်ယောဂအတော်တက်တာလာတယ်စိုက်ကားပြန်နေနိုင်ပြီမောင်ဖိုးတာလည်း
သူ့မိန်းမကိုပြန်လာခေါ်တယ်။အဖေနဲ့မေကျွန်တော်မော်မောကိုပြန်လာခေါ်တာပါ။အမေသမီးမလိုက်ဘူးနော်အမေ။နောင်ကိုအဲ့လိုမဖြစ်စေရပါဘူးမော်ရဲ့ကိုတောင်းမှန်ပါတယ်။အေးပါမောင်ဖိုးတာရဲ့မင်းတို့လည်းမငယ်ကြတော့ဘူး။ခလေးဖေခလေးမေတွေဖြစ်နေကြပြီ။လိမ်မာကြပါတော့။ခလေးရှည်ကိုတွေးပြီးမင်းတို့အချိုးတွေပြင်ကြတော့ဟုတ်ကဲ့ပါခမ။နောက်ကိုဒီလိုဖြစ်တွေမဖြစ်စေရပါဘူး။မော်ရဲ့ပြန်လိုက်ခဲ့ပါနော်။မော်ကို့ကိုခွင့်လို့နော်။မော်မကြိုက်တဲ့အရက်ကိုလည်းဘယ်တော့မှမတောက်တော့ပါဘူး။အဖေနဲ့အမေရှိမှဂတိပေးပါတယ်။နောက်ကိုမမိုက်တော့ပါဘူး။မော်ပြန်လိုက်ခဲ့ပါနော်။လိုက်သွားပါသမီးရဲ့။သူဂတိပေးနေပြီပဲ။သားလေးမျက်နှာထောက်ပြီးတော့ပြန်လိုက်သွားပါ။ဂတိတီပါစေနော်ကိုဖိုးတာ။စိတ်ချပါမော်ရဲ့နောက်ကိုမော်မကြိုက်တဲ့အရာမှန်သမျှကိုမလုပ်ဘူးလို့ဂတိပေးပါတယ်။မော်တယောက်ပစ္စည်းများသိမ်းပြီးကိုဖိုးတာရဲ့စပိန်နောက်မှာထိုင်ကပြန်လိုက်သွားလေတော့တယ်။လေးနဲ့များရှားနေသွားဆိုတော့လေမကြာခဏကိုက်မိတတ်သည်မှာတဘာဝပင်ဖြစ်သည်မဟုတ်လား။ယခုလားဘက်ဆောင်မှုပဲရှိကြော်ကြော်စာတွေကိုဂယူတဆိုင်လေးလာမှတ်သားနေတယ်။ဘေးအိမ်မှာငိမ့်ငိမ့်လေးကအထက်မှာတန်းတွေအကျန်းတက်နေတယ်။စာများမသိလင်လေကြော်ကြော်ကိုလာပြီးတော့မေးတတ်တယ်။မပြေလေသောဘဝတူတွေဖြစ်၍ကြော်ကြော်ကစိတ်ရှိလက်ရှိရှင်းပြပေးတတ်တယ်။ကိုကျော်ငိမ့်ကိုဒီစာပုံလေးရှင်းပြပေးပါနော်။ဒါလေးကဒီလိုအတွက်နော်ငိမ့်။ကျေးဇူးပါကိုကျော်ငိမ့်နားလဲသွားပါပြီ။တန်နာဤနောက်လိုက်တငယ်ချင်းတိုးတိုးနဲ့ခင်အောင်ကတန်နာကိုမျက်နှာလိုမျက်နှာရပြောလိုက်တယ်။ငါဒီလောက်မဲ့စာမိုးဝဲကိုကြော်ကြော်မဖြေနိုင်အောင်လုပ်ပြမယ်။ဘယ်လိုလုပ်မှလဲခင်အောင်ရဲ့တန်နာကမေးလိုက်တယ်။စောင့်ကြည့်ပေါ့သူမဖြေစေရဘူး။မဟုတ်မဟတ်တာတွေတော့မလုပ်ပါနဲ့ခင်အောင်ရဲ့တန်နာသူ့ထက်သာအောင်စာကြိုးစားနေပါတယ်။ကြော်ကြော်ကအိမ်အလုံးများကိုကူညီလောက်ကင်ပြီးကျောင်းချိန်นี้မှကျောင်းတို့ကမန်းကတန်းစပိန်စီးပြီးနင်းလာတယ်။ကျောင်းဝင်အတွင်းစပိန်ထားရနေရရောက်မှအမလေးဗျာတန်ကျောင်းနင်းမိပြီးခြေထောက်မှသွေးများစီးကျလာတယ်။ဘေးမှာကျောင်းသားများပြေးလာပြီးကြောကြောကိုတွဲကစီယုံတို့ကျောင်းကားပြစ်လိုက်ဖို့တယ်။အိမ်တို့ပြန်ပို့လိုက်ကြတယ်။လာဘက်ဆောင်မှုပဲဖြစ်ရင်အခန်းတွင်းဝင်လာကြတယ်။ကြောကြောနေရာတွင်နေရာလွတ်နေရဲ့။တန်နာဆောင်မှုဝဲကန်အတွင်းကြောကြောဝင်မလာသဖြင့်ကြောကြောကိုရှာနေမိတယ်။ခင်အောင်ကတန်နာကိုလက်မထောင်ပြကဆောင်မှုဝဲဖြစ်ရင်အတန်းထဲသို့ဝင်ခဲ့တယ်။အမှန်ကတော့ခင်အောင်၏စနက်ပင်တန်နာကိုမျက်နှာလိုမျက်နှာရနဲ့သူ့အကြံအတိုင်းလှုပ်ချန်ခြင်းဖြစ်တယ်။ဖြစ်မှဖြစ်ရလေသားရဲ့အနာကညှောနဲ့ကြောင်အယောင်ကမကြကျောင်းကိုခွင့်ယူထားရတယ်။တန်ကျောင်းကအတော်နှစ်တယ်အနာရှင်ကျောင်းကျောင်းပြတ်နိုင်သည်မှာပဲတပတ်ရှိသွားပြီ။လာဘက်ဆောင်မှုဝဲလဲသွားမဖြေနိုင်ခဲ့ပြီ။တန်နာနင်းဖြစ်စေချင်သလိုကြော်ကြော်ဆောင်မှုဝဲလာမဖြေနိုင်ဘူး။နင်းဒီလာဘက်ပထမရမှာသေးကြတယ်။ငါကြရင်ဖြစ်ပါတယ်တန်နာရဲ့။နင်းဘာလို့ဒီလိုလုပ်ရတာလဲခင်အောင်ရဲ့။ကြော်ကြော်တနာပါတယ်။နင်းဒီလိုလုပ်မယ်ဆိုတာသိရင်ငါမလုပ်ရပါဘူးတားမှာပေါ့။နင်းမဲပထမလိုချင်တာဆိုသူဖြစ်ရင်နင်းပထမရမှာမဟုတ်ဘူးလေ။ထိုနေ့ကတန်နာတယောက်ကြောကြောအကြောင်းတွင်စိတ်မကောင်းဖြစ်နေမိရောတယ်။ရေသက်တစ်ပတ်ကြာတော့လေကြောကြောတယောက်ကြောင်းမတက်နိုင်ပေပေထို့ကြောင့်ဆီယာမကအတန်းထဲဝင်လာကကြောကြောတန်ဆူးလို့ခြေထောက်ရောင်နေတာမတက်တာရှာဘူး။သူမိဘတွေကလည်းမပြေလဲရှာဘူး။ဒါကြောင့်ဆီယာမသူ့ကိုဆေးဖို့သွားပေးမလို့ကြောကြောကိုလူနာသွားမေးမလို့လေလိုက်ချင်တဲ့ចောင်းသားတွေညနေចောင်းစင်ဆီယာမနဲ့အတူတူသွားကြမယ်။ဟုတ်ကဲ့ကျွန်တော်တို့လိုက်မေးပါမယ်။ယူသားပြီးစရေးဖြူစုနေသူမို့ဆရာမများကသာမကចောင်းသားចောင်းသူများကပါချစ်ခင်ကြတယ်။တန်နာတယောက်စိတ်မကောင်းဖြစ်မိတယ်။ပထမနေရာလိုချင်၍ခင်ဟိုကြံကိုဘာရမဟုတ်စကားရတာပြောချင်းဖြစ်တော့လေခင်အောင်ဤကဲ့သို့လုံးမိမထင်ထားခဲ့ပြီ။အခုတော့တန်နာစိတ်မကောင်းဖြစ်မိရဲ့။မိမိပြောကမကင်းသလိုလဲခံစားရတယ်။ဆရာမကျမလည်းလိုက်မယ်နော်။တန်နာကပြောလိုက်တော့ခင်အောင်နဲ့တိုးတို့ကတန်နာကိုနားမလဲစွာကြည့်နေမိတယ်။ညနေကျောင်းစင်တော့အတန်းမိုင်ဆရာမနဲ့တန်နာပါဝင်ကျောင်းသားကျောင်းသူများကြောကြောအိမ်တို့လိုက်သွားကြတယ်။
ပထမပိုင်းကိုတော့ဒီညလေးမှာပဲဆုံးသက်လိုက်ပါမယ်ကဲနောက်ဒုတိယပိုင်းမှာဘာတွေဖြစ်မလဲဆိုတာကိုတော့ဆက်လက်နားဆင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပြီးတော့ဘေးနားက notification ကောင်းလောင်းလေးနဲ့နှိပ်ခဲ့ပေးပါအောင်